မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကုန်လုံးသိသမျှကိုအကုန်ဟောတာလားဆိုမဟုတ်ဘူးဟောတဲ့ဟောတိုက်တာတော့ပဲဟောတယ်အကုန်ဟောတာမဟုတ်ဘူးသို့တော့သစ္စာလေးပါးမဂ္ဂင်၈ပါးနိဗ္ဗာန်ရဖို့လမ်းကြောင်းကတော့ပြည့်ပြည့်စုံအောင်ဟောခဲ့တာဖြမစရိယလို့ဆိုရဒီအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လောက်အောင်ကတော့အကျင့်လမ်းစဉ်ကတော့ပြည့်ပြည့်ဝအောင်ဟောခဲ့တာဖြစ်တယ်တချို့အကြောင်းအရာတွေကမြတ်စွာဘုရားကမဟောခဲ့ဘူးအကြောင်းတိုက်ဆိုင်မှသာဟောတာအကြောင်းတိုက်ဆိုင်မှုမရှိမဟောဘူးမြတ်စွာဘုရားဘာလို့တော့ဆိုရင်ဟောမယ်ဆိုလို့ရှိရင်လည်းမေးတဲ့လူတွေကအမျိုးကြီးမှာစัจ java လာပဲဆိုတာဘယ်နှခုရှိသလဲလူတွေကဘယ်ဘဝကအစလာကြတာတော့ဒီလောကကြီးရဲ့အစအပါတော့ဆိုပြီးတော့ဒီလိုမေးကြမဲ့လူတွေကအစသူ့နွားပြောက်သွားလို့တို့နော်လက်စွပ်ပြောက်သွားလို့လာမေးတဲ့လူတွေကလည်းအများကြီးနေမှာပဲအဲ့လိုဟာမျိုးတွေနဲ့ဖြစ်နေမှာပေါ့နော်ကြာရင်ဗေဒင်ဆရာဖြစ်သွားလိမ့်အဲ့ဒါကြောင့်မို့အဲ့ဒါမျိုးတွေမဟုတ်ဘူးသို့တော့မြတ်စွာဘုရား cosmology လို့ခေါ်တယ်စัจ java လာအကြောင်းကိုတော့အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာတော့ဟောပေးတာလေးတွေရှိတယ်စိတ်ဝင်စားစရာလေးပေါ့အကြောင်းတိုက်ဆိုင်လာရင်မြတ်စွာဘုရားဟောပေးမြတ်စွာဘုရားဟောတဲ့ cosmology စัจ java လာနဲ့ပတ်သက်တဲ့ဟောပြောချက်ကသုလနိကာလောကဓာတုတုတ်တို့အင်္ဂုတ္တပါဠိတော်မှာရှိတယ်မြတ်စွာဘုရားကစัจ java လာစက္ကဝါလဆိုတဲ့စကားလုံးကိုအသုံးမပြုခဲ့ဘူးအဲ့ဒီချိန်တော့လောကဓာတုဆိုတဲ့စကားလုံးကိုပဲအသုံးပြုပြီးတော့ဟောတာနော်လောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုစက္ကဝါလဆိုတဲ့စကားလုံးကတော်တော်လေးနောက်ကျမှပိဋကစာပေထဲမှာရောက်လာတဲ့စကားလုံးလို့ဒီလိုယူဆရတယ်ဒီစကားဆိုတာတဖြည်းဖြည်းဝင်လာတာလေ living language တို့ရဲ့ထုံးစံတိုင်းလူတွေကပြောနေရရင်ထွင်းပြီးတော့ဝင်လာတာစကားတွေဆိုတာရပ်နာမှာမဟုတ်တာ that language ဆိုတာကြတော့ပြောတဲ့လူမရှိတော့ဘူးဆိုရင်သေသွားတဲ့ဘာသာစကားတစ်ခုပါဠိစာပေကိုနောက်တိုင်းကလူတွေက that language လို့ပြောကြတယ် Latin စကားလည်း that language ပဲနော်အဲ့ဒီဘာသာစကားတွေကခဏပြောတဲ့လူတွေမရှိတော့သူကရှင်းတမ်းမနေဘူးပေါ့ရှားဆိုင်သွားပြီဆိုတဲ့အဓိပ္ပာယ်တည်သွားပြီလို့တော့ပြောတာတော့မဟုတ်ဘူးရဆိုင်နေသွားပြီဒီဘာသာစကားကအသုံးမရှိတော့ဘူးရဆိုင်သွားပြီ dead language တို့သုံးတယ် living language ဆိုတဲ့ဟာကျတော့ရှင်းတမ်းနေတဲ့ဘာသာစကားဗမာလူမျိုးတွေကဗမာစကားတွေပြောနေတော့ရှင်းတမ်းနေတာရှင်းတမ်းနေသည်လို့ဗကံမိခိတ်ကပြောတဲ့စကားသံတွေနဲ့ခဏပြောတဲ့စကားသံတွေကကွဲပြားခြားနားဟောဆိုရှင်းတမ်းနေတာရှင်းတမ်းနေတဲ့သဘာဝရဲ့အဓိပ္ပာယ်ပဲဒီတလုံးကိုဒီတလုံးတိုင်းဆွဲဆွဲမြဲမြဲပြောနေလို့ရှိရင်တော့ရှင်းတမ်းတယ်လို့ပြောလို့ရမှာမဟုတ်ဘူးနော်ရှင်းတမ်းနေတယ်ဆိုတာစကားလုံးတွေကတွေ့ထင်ပြီးတော့ပြောနေကြမှာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကပထမဆုံးစัจ java လာအကြောင်းကိုဟောတဲ့အခါမှာလောကဓာတုဆိုစကားလုံးကိုအသုံးပြုပြီးတော့ဟောခဲ့တယ်အဲ့ဒီမှာဘာကြောင့်ဟောတာတော့လို့ဆိုတော့အမေးရှိလို့ဟောတာတကယ်ကတော့ဒီ cosmology ကိုမြတ်စွာဘုရားနိဗ္ဗာန်ရဖို့အတွက်ဘာမှပတ်သက်တာမဟုတ်သည့်အတွက်ကြောင့်ဟောလို့ရင်မဟုတ်ဘူးရှင်အာနန္ဒာကအရုဏဝတီသုတ်တံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာမြတ်စွာဘုရားကအရုဏဝတီသုတ်တံမှာဝိတ္တဘုမြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တစ်ပါးအဲ့ဒီယဟန်တော်တစ်ပါးဟာသူကမြတ်စွာဘုရားရဲ့တိုက်တွန်းချက်အရာကောင်းကင်ယံကိုတက်ပြီးတော့သဘာဝဝင်စားပြီးတဲ့အခါမှာစัจ java လာကြားအောင်စัจ java လာတိုက်တည်ကြားအောင်သူကမြတ်စွာဘုရားဟောတဲ့ဂါထာလေးတစ်ပုဒ်ကိုကောင်းကင်ယံကနေရွတ်တယ်ယောဣမတ္တမိဓမ္မဝိနည်းအပ္ပမတ္တောဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံဂရိတတိ
ဓမ္မဝိနည်းဆိုတဲ့သာသနာတော်မှာတဲ့ကျိုးကျိုးဆာဆာနေမယ်ဆိုလို့ရှိရင်အထက်ထပ်မွေးဖွားပြီးတော့တန်တရားလဲရတဲ့တန်တရားကိုဆင်းရဲကနေပြီးတော့ဒီဒုက္ခကြီးကိုအဆုံးသတ်နိုင်မှာဖြစ်တယ်တန်တရားလဲရတဲ့ဒုက္ခကြီးကိုအဆုံးသတ်နိုင်မှာဖြစ်တယ်လို့ဒီအိဗယ်ပါတဲ့ခါလာလေးကိုဟောအဲ့တော့စัจ java လာ1000ကကြားအောင်သူကစัจ java လာ1000ကကြားအောင်ဒီမြတ်စွာဘုရားရဲ့ဝိတ္တဘူမြတ်စွာဘုရားရဲ့တပည့်ကဒီလိုစွန့်နိုင်တယ်လို့ဆိုတော့ရှင်အာနန္ဒာကသိကျင်တာအရှင်ဘုရားတဲ့သူက1000ကြားအောင်ပြောနိုင်တယ်မြတ်စွာဘုရားကဘယ်လောက်ကြားအောင်ပြောနိုင်တော့ဗျာဆိုတော့မြတ်စွာဘုရားကအာနန္ဒာသူကတာဝကငါကဗုဒ္ဓတူတာမှတ်လို့ပထမမပြောဘူးအဲ့တိုင်းပဲပြောတယ်နော်ဟိုကတာဝကပဲငါဗုဒ္ဓအဲ့ဒါကိုသိကျင်တော့ရှင်အာနန္ဒာကပ်မေးတယ်မေးတဲ့အခါကျတော့မြတ်စွာဘုရားမစ္စကြဝဠာ3မျိုးအကြောင်းကိုကြားဘူးလားဆိုပြီးတော့ဟောတော်မူပါဗျာဆိုတော့အဲ့ကြတော့မှဟောတယ်စัจ java အကြောင်း3နော်စัจ java တွေဖွဲ့စည်းပုံကိုပြောလိုက်တာစัจ java ဂရေတသိန်းအကြောင်းထီအောင်စัจ java 1000ကနေပြီးဂရေတသိန်းထီအောင်မြတ်စွာဘုရားအဲ့ဒီဂရေတသိန်းသောစัจ java တိတဟတိမဟာတဟတိလောကဓာတုလို့ဆိုရယ်လောကဓာတ်ကိုမြတ်စွာဘုရားဟာအတန်နဲ့လောကလူသားတွေအလုံးကြားအောင်ပြောနိုင်တယ်တဲ့ဘယ်ပုံကြားအောင်လုပ်တယ်လဲလူတွေဆိုတာလေဒီစัจ java ဆိုတာအချိန်ချင်းလဲတူချင်မှတူမအောင်အိတ်တဲ့လူကအိတ်နေပါလေရှိမှာနော်အိတ်တဲ့စัจ java အိတ်နေမှာနေလေဖြစ်နေတဲ့စัจ java နေလေညဖြစ်တဲ့စัจ java ညမတူညီတဲ့အနေအထားမျိုးတွေရှိကြအဲ့ဒီအချိန်မှာအာလုံးတတိမူမိအောင်မြတ်စွာဘုရားမလုပ်လိုက်တော့ဆိုညခုံးမှာရှိတဲ့ညခုံးမွေးသုံးဖို့ဆန်းတော်မှာရှိတဲ့ဆံမဲညိုသောရောင်ခြည်တော်ကိုလွတ်ပြီးတော့လောကကြီးတစ်ခုလုံးကိုအမှောင်ချလိုက်တယ်လင်းနေတဲ့အချိန်မှာအမှောင်ချပြစ်လိုက်တဲ့အခါကျတော့အာလုံးကကြီးမားတဲ့အပေါင်တူကြီးကိုမြင်ပြီးကြောက်လန့်တကြားဖြစ်သွားနော်လင်းနေရကမှောင်သွားတယ်လို့သူဆိုမှောင်တဲ့နေရာလဲပိုးမှောင်သွားတယ်ဆိုတော့ဘာဖြစ်တာပါလဲဆိုလူတွေဟာလှုပ်လှုပ်ရွရွလိုးထလာတဲ့အချိန်လေးမှာအုံနှလုံးမွေးညင်းဆိုတဲ့မြတ်စွာဘုရားရဲ့လက်ရည်ခွေပြီးတော့နေတဲ့မွေးညင်းလေးညခုံးတစ်ခုကြားမှာရှိတဲ့အုံနှလုံးမွေးညင်းကဖွေးဖွေးလှုပ်နေတဲ့ဩရတရောင်ချီတော်ကိုလွတ်လိုက်ကာမှာအမောင်တူကြီးကပျောက်ကွယ်သွားပြီဖွေးလက်သွားတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားဒီတရားကိုဟောလိုက်တာအဲ့ဒီနီးနဲ့ဒီစัจ java မှာရှိတဲ့တရားတွေအားလုံးကြားအောင်လို့မြတ်စွာဘုရားကအတန်ပြုခဲ့တယ်လို့အဲ့ဒီလိုရှင်အနန္ဒာရဲ့မေးလျောက်မှုကြောင့် cosmology ဆိုတဲ့စัจ java အကြောင်းကိုဟောတာအရင်ကဟောထားဘူးလေပြည့်ပြည့်စုံစုံကတော့နော်သုရဏိကလောကဓာတုသုတ်ဆိုတာရှိတယ်အဲ့တော့အခုကဒါပြောလို့ရင်မဟုတ်ဘူးမြတ်စွာဘုရားမဟောတာတွေအများကြီးရှိတဲ့အကြောင်းနော်ဟောတာတွေလည်းရှိတဲ့အကြောင်းအဲ့ဒီလိုမြတ်စွာဘုရားဟောသမျှတရားတော်တွေကိုအကုန်လုံးမှတ်တမ်းတင်နိုင်တာမဟုတ်ဘူးဟောတာကလည်းအလွန်နည်းတယ်အကျိုးရှိတဲ့အခါအကြောင်းတိုက်ဆိုင်လာမှဟောတာဖြစ်လို့အဲ့ဒီတရားတော်တွေကိုမှတ်တမ်းတင်ပြီးတော့ထားတာအခုအဲ့ဒီမှတ်တမ်းတင်ထားတဲ့ထဲပဲမြတ်စွာဘုရားတရားကိုသာလည်းမှတ်တမ်းတင်တာမဟုတ်ဘဲနဲ့အခုလိုယန္တာပုဂ္ဂိုလ်တွေဟောသွားတဲ့မှတ်သားလိုက်တဲ့တရားတွေနတ်တွေပြမာတွေလျှောက်ကြားသွားတဲ့မှတ်သားလိုက်တဲ့တရားနဲ့ပတ်သက်တဲ့စကားတွေဒါတွေအလုံးကိုမှတ်တမ်းတင်ထားအဲ့မှတ်တမ်းတင်ထားတဲ့ထဲမှာအခုထေရဂါထာဆိုတဲ့ကျမ်းကမထေရမြတ်တို့ရဲ့အမတ်တရားစကားများဆိုတာမှတ်တမ်းလုပ်ထားတော့ဘု
ုန်းကြီးတို့တွေအခုကြားနာခွင့်ရအဲ့တော့ကင်္ခာယေဝရဆိုတဲ့ကိုတော့မှတ်တမ်းတင်တဲ့အခါမှာအတ္တဂရာတွေကသူဟာဘယ်မျိုးသားလဲလို့ဆိုရင်တာဝတိမျိုးသားတဲ့တာဝတိမျိုးတဲကပတ်စံချမ်းသာတဲ့မျိုးရိုးတဲကနေပြီးတော့လူဖြစ်လာတဲ့ပုဂ္ဂိုလ်စေတော်အကြောင်းမြတ်စွာဘုရားကြွရောက်သတင်းသုံးတဲ့အချိန်မှာတာဝတိမျိုးသူမျိုးသားတွေကမြတ်စွာဘုရားစီသွားပြီးတရားနာကြတယ်အဲ့ဒီတရားနာပရိသတ်ထဲမှာသူပါသွားတယ်ပါသွားပြီးတရားနာလို့သူဟာကြီးညိုတရာပွားပြီးတော့လူဘဝကခွာရှောင်ပြီးတော့ရဟန်းပေါင်းဝတ်သွားတယ်လို့ဒါအထက်ကရာတွေမှာဒီလိုဆိုတယ်သို့တော့ကွဲလွဲချက်ကဘာဖြစ်လဲကွဲလွဲချက်တွေရှိလာဗျမှတ်တမ်းတင်တာကွဲလွဲမှုရှိလာအပဋ္ဌာနာဆိုရယ်ပါဠိတော်ကသူကိုယ်တိုင်ပြန်ပြောတဲ့ autobiography ပုံစံမျိုးနဲ့သူကိုယ်တိုင်ပြန်ပြောတဲ့စကားဟာအဲ့ဒါလေးကိုမှတ်တမ်းယူကြည့်သူကိုယ်တိုင်ပြန်ပြောတာကြတော့တာဝတိမျိုးကမဟုတ်ဘူးအဲ့တော့သူကိုယ်တိုင်ပြောတာကိုပဲပုံပြီးတော့မှတ်တမ်းတင်ရမှာဖြစ်တယ်ပေါ့အထက်ကရာပြောတာကိုမေ့ထားလိုက်တော့နော်တာဝတိမျိုးသားဆိုတာမေ့ထားလိုက်ပြီသူကိုယ်တိုင်ပြောတဲ့အတိုင်းမှတ်ကြည့်အောင်သူဟာဘယ်မျိုးသားလဲဘယ်သူလဲဆိုတာကိုအဘဓမ္ပါဠိတော်မှာသူကဘယ်လိုပြောတော့ပစ္စည်းမေစဘဝေဓာနိနောက်ဆုံးဘဝသူရောက်လာဒီနောက်ဆုံးဘဝဆိုတာဘယ်ကနေစပြီးသူလူလောကထဲမှာထင်ရှားလာတော့ဆိုဒီကဘာကနေပြန်ရည်တွက်လိုက်လို့ရှင်ကဘာတသိန်းဘဒုမုဒ္ဒရာမြတ်စွာဘုရားဆိုပွင့်ခဲ့တယ်အဲ့ဒီဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာဘုရားနဲ့တွေ့ဆုံပြီးကြီးညိုသရာပွားပြီးကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်အဲ့ဒီကနေပြီးကုသိုလ်တွေလုပ်လို့ဘဝတန်တရားဆက်ဆက်တန်တရားလဲခဲ့ပြီးတော့အခုနောက်ဆုံးဘဝလို့ဆိုတဲ့အချိန်မှာဂေါတမမြတ်စွာဘုရားပွင့်တဲ့အချိန်ပေါ့သူ့ရဲ့နောက်ဆုံးဘဝမှာဒီမှာလူလာဖြစ်တယ်လို့ပြောတာပစ္စည်းမေစဘဝေဓာနိယခုနောက်ဆုံးဘဝမှာတော့တဲ့ဇာတောဟံကောလိယပုရိကောလိယမျိုးမှာသူမွေးခဲ့ပါတယ်လို့ဆိုတယ်ကောလိယဆိုတာတာကိယနဲ့ကောလိယနှစ်ခုရှိတယ်တက္ကတိုင်းမှာတာကိယနဲ့ကောလိယမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကောလိယဆိုတာမေတော်အမျိုးတာကိယဆိုတာခမည်းတော်အမျိုးအဲ့ဒီမိဖက်ဖဖက်အမျိုးတွေကအမေဘက်ကအမျိုးကောလိယမြို့မှာသူဟာမွေးဖွားခဲ့သူဖြစ်တယ်ဆိုတော့ကောလိယမှာဆိုရင်တော့သူကမင်းမျိုးအနေနဲ့မွေးဖွားခဲ့သူလို့သူတို့ဆိုမင်းမျိုးဖြစ်ခဲ့တယ်ဒါကြောင့်မို့သူကပြန်ပြောတယ်ခတ္တိယေကုလတံပန်နေဖိတေအိဋ္ဌိမဟာတနေသူနောက်ဆုံးဘဝမှာကောလိယမင်းမျိုးမှာသူမွေးခဲ့တာတဲ့ဖိတေအိဋ္ဌိမဟာတနေအဲ့ဒီအချိန်မှာတာယာဝါပြောတယ်အလုံးပြည့်စုံတယ်စီးပွားဥစ္စာတိုးတက်စီးပွားဥစ္စာဘလောက်တိုးတက်တယ်ဆိုတာကိုစဉ်းစားကြည့်အဲ့ဒီခေတ်ကချမ်းသာပုံကတစ်မျိုးတော့ခုခေတ်လိုတော့ကာကြီးတွေတော့စီးနိုင်မှုပေါ့ရှိမှမရှိတာတိမ်များလည်းမရှိသို့တော့သူတို့ချမ်းသာကြွယ်ဝမှုကလူတမချမ်းသာကြွယ်ဝမြတ်စွာဘုရားရဲ့ဖခင်ကြီးတော်သုတ္တရဏမင်းကြီးအိမ်မှာဆိုရင်အလုသမားတွေကိုနေ့စဉ်တလေးတံပေါက်ထမင်းနဲ့ကျွေးတာတဲ့အဲ့ဒါသာစဉ်းစားကြည့်ဒီပြင်အိမ်နေမှာဆိုရင်စကွဲထမင်းနဲ့ပအုံးရည်ဟင်းလေးနဲ့ပဲကျွေးတယ်ဒီဘုရားရဲ့မြတ်စွာဘုရားရဲ့အလောင်းတော်တို့ရဲ့အိမ်မှာဆိုလို့ရှိရင်နော်ကောင်းပြီဆိုတဲ့အစားအစာတွေကျွေးတယ်လို့သူတို့ဆိုတယ်ဒါချမ်းသာလို့ကျွေးတာနော်ချမ်းသာကြွယ်ဝမှုရှိကြတယ်အဲ့တော့ဒါကြောင့်လို့သူကပြောတာခတ္တိယေကုလတံပန်နေတကယ်ကိုဆွေကြီးမျိုးကြီးမင်းစိုးရာစာမျိုးတွေမှာတဲ့ဖိတီဟောပြောတယ်သားရတယ်အိဋ္ဌိပြည့်ပြည့်စုံတယ်မဟာတနေဥစ္စာဒနာကြွယ်ဝချမ်းသာတယ်ဆိုတဲ့အမျိုးမှာသူဟာလူဖြစ်ခဲ့တာပါလို့ဒါသူ့ဘဝသူပြန်ပြောပြတဲ့စကားပဲအဲ့ဒါလို့ပြောပြီးသူဆက်ပြောတာ
Yada Kapila Oto Tame Buddha Dhamma Matedayi Yasavya Kapilu Mu Jwala Brahmaja in Jwara Shide Brahmaja in Jwara solution Piapi be now the nature to all of you ma to all of your deck and is sabi key to be so love you much out there. Ever my chain jar. Now jar chain in a city. Pay chain a little do. Yes, of the other again, Goromia Capillo Mu Juala Camare. The other mago hope you get sweet or mule, they are hot. No? Said Kapila Utuk the me. Buddha Dhamma Matedayi. Yes, Avyaha Kapilo Muma, dear Hogade. Dada Patano Tukati, Papise Nakaria. Anyone that will Minari, Kolia Minaria. Yes, Avyaboma, Chinu Vido Yahamujara, Miajibe. Hallelujah, and what at a teme. Tule Eritema. Power Miro, Aidonga Yahokere. Piatea Nayare Kama, Chinudra Boa Biro, daughter. Daughter be Tadanabo when lightable. Tadanabo Yolade Kama. Do ye say the water Aliosa. That's why the other came Goromiaga, we need the Kabudi Pina Tarashid. Eri Pina Chetty, Pate Biro. Look on la sore poma. Tandia to me are cheated pocupilla. Tandia cheated pocupilla. Tua mera oh Tandia a cheated po. Lusa deone deum to Tandia cheated poco. Blue one but then out, no? Tandia chilon and poco. I want to piambiora babioronso. King me bahula ati. Tua mera tweetone. Tweet over you to Masumchan, and the upset of her. Do you twima than the answer upset out? I want to do any easy need a lulashira. Together, Mahu, tweet. A twimiare kajaro, King Kami Bahula Ati, Kappa Kapi, the Hain. Tutu Kisarima, Yandangari Lukonala. Shandangari Asatala, Tomo, Malukomula, Asapula, so the chatting a patapiro. Tu hatandia poire pocupite. Hello, Tandia poire, so a chant to Campio. Hello, do Tandia poire need a coup, Jobia. Yes, Aviaga Shobana Beku. Wikali, Karaniawa, Bosniawa, Kariawa, Bonziawa, Pasadia. Wikala che. So that I met Che Mahoda. Ni Monwere Chengani, we now dear Ayo Madame me a drink Wikala Chema. Kewe Bosingo, Same Swing, Pasay Abatenel, Esavia, a little bit. Eitime Kewe Bosin Sureniama. Kewe Sura Duri Juju Wasare Mobetisa Kewe Bosin Sura Amagansare to Mehen Lupiaso. Era Eri Kewe was in you, we got that chamber, Saya Wood. Miro Kalika Lemus of your Tamatara, she, no? Shawa Kalika, Pony Tonima. Shawa Kalika Sura. Mane ayo dede chingani video sananayi atwin chain ni ma 300စားရတဲ့ဆွမ်းတို့မုံတို့မုံပဲသေးစားသီးနှံမျိုးစုံအဲ့ဒါကိုယာဝကာလိကလို့ခေါ်တယ်။ယာဝကာလစားချိန်အတွင်းသာစားနိုင်တယ်လို့ဆိုလိုတဲ့ပစ္စည်းကတစ်မျိုး။နော်။အဖြောယမကကြတော့ယာမကာလိကတဲ့။ပထမယံအတွင်းမအိခင်ညနေမှာအဖြောယမကကပ်ပြီးနောက်တည့်ရမကူရဘူးဒီမှာပဲတောင်းအောင်ယာမကာလိကအဲ့ဒါကတစ်ခုတတ္တဟကာလိကဆိုတာတခါကခံထားလို့ရှိရင်9ရက်ထားနိုင်တယ်ထောပတ်တို့ပြားရည်တို့
နော်စီတို့စီဦးတို့တင်းလဲတို့ဆိုတာတွေအဲ့ဒါတွေက9ရက်ဆိုပြီးတော့ထားတတ္တကာလိကနောက်ဆေးပစ္စည်းယောဂရှိလို့သုံးဖို့ဆေးပစ္စည်းဆိုတာじゃတခါကခံနိုင်တစ်သလုံးကခံစရာမလိုတော့ဘူးအဲ့လိုယဟန်တန်ဃာတွေမှာနော်ယာဝကာလိကကာလဆိုတာအချိန်ပိုင်းလေးကာလိကအချိန်ပိုင်းရှိတဲ့ပစ္စည်းလို့သူတို့ပြောတာနော်ယာဝကာလိကတမနေ့ပဲယာမကာလိကတညနေပဲတတ္တဟာကာလိက9ရက်တက်တန်းရှိတယ်ယာဝဇီဝိကတစ်သလုံးတက်တန်းရှိတဲ့ပစ္စည်းအိဆွမ်းရမဖြစ်ဘူးလို့ပြောတာပေါ့နော်ယာဝကာလိကအိဆွမ်းရဖြစ်သွားပြီမနေ့မုံနေပါဒီမနေ့ကထားလို့ရှိရင်12နာရီကျော်ရင်စွန့်ပြစ်ရဆိုင်တော့ဘူးကိုယ်ဘုန်းကြီးပစ္စည်းတွေယူချင်တာယူဘုန်းကြီးတွေဘာမှဆိုင်ဘူးနော်မနေ့ကထားတဲ့အစားအစာသူ12နာရီကျော်ရင်သူမပိုင်တော့အဲ့လိုဘုန်းကြီးတွေစာအာဟာရနဲ့ပတ်သက်ပြီးတော့၄မျိုးခွဲတာရှိတယ်တရက်တော့ဒီရှင်ကင်္ခာယေဝရကခီးသွားတာသူ့နောက်ပါတပည့်တွေနဲ့သူခီးသွားတဲ့အခါကျထညက်လုတ်တဲ့ထညက်ချက်တဲ့ဖိုးကိုသွားချိတယ်ထညက်ခဲတာကိုသွားချိအဲ့ဒီခေတ်တုန်းကထညက်ခဲထဲမှာဘာတွေထည့်တုံးဆိုမုံညက်ထည့်တယ်ခဲအောင်လို့ထညက်ထဲမှာမုံညက်ထည့်တယ်ပြာထည့်တယ်နော်ပြားထည့်တယ်ခုခေတ်တော့ဘာတွေထည့်တုံးဆိုပြောတယ်ကြောက်ဘူးတော့ကိုတော့ထညက်ဖို့မရောက်ဘူးတော့ဘာတွေချက်မှမသိဘူးအဲ့တော့ဟိုရင်ထနောင်းခောက်တွေပါထည့်တယ်လို့ကြားတယ်အရက်ချက်ရင်လည်းထနောင်းခောက်ထည့်တယ်ဒါမှမဟုတ်ထနောင်းမင်းလေးခွာထားကြတာအဲ့မှာအဲ့ဒါလို့ထညက်ချက်တဲ့အခါမှာထည့်တဲ့အခါမှာသူတခုခုမြန်မာအောင်ထုံးထည့်တာလည်းရှိတယ်နော်ထည့်တာရှိတယ်အဲ့စာထဲမှာတော့သူဝင်ကြည့်လိုက်တဲ့အခါမှာပြာထည့်တယ်တဲ့မုံညက်ထည့်တယ်အဲ့ဒီနှစ်ခုထည့်ပြီးတော့ထညက်လောက်တာကိုသူတွေးခဲ့တဲ့အခါကျတော့မုံညက်ဆိုတာမနေ့ပဲစားလို့ရမယ်ယာဝကာလိကဖြစ်တယ်ထညက်ဆိုတာကျတော့တင်းလေမြတ်စွာဘုရား9ရက်အကခံထားနိုင်တဲ့အထက်မှာပါတယ်တတ္တဟာကာလိကသူကအဲ့ဓာတွေထဲတာမြင်တဲ့အခါကျတော့ဟာထညက်ညနေမစားကောင်းဘူးနော်သူတို့တွေမစားကြနဲ့ညနေမစားကောင်းဘူးဒီထဲမှာမုံညက်တွေပါနေတယ်ပြာတွေပါနေတယ်မစားရဘူးဆိုပြီးတော့အဲ့ဒါလို့ထညက်ကိုတပည့်ပရိသတ်နဲ့တော့တန်တရားရှိတယ်ဒီထဲကိုမုံညက်တွေပါနေတယ်အဲ့ဒါညနေမစားကောင်းဘူးဆိုမစားတန်တရားရှိတယ်သူကနော်မစားကောင်းတဲ့ဟာဖြစ်မယ်မြတ်စွာဘုရားကဒီဂုလဆိုတာအကြောင်းရှိလို့ရှိရင်ထညက်ကိုညနေမှာလေနာယောဂါတို့ဘာလို့ရှိရင်စားကောင်းတယ်လို့သူတို့ခွင့်ပြုထားတာ။သူကတန်တရားရှိပြီးတော့မစားကောင်းဘူးဆိုသူတပည့်တွေရောမစားကြဘူးရှောင်ကြတယ်။အဲ့ဒါကတစ်ခု။နောက်တစ်ခုကျတော့သူလမ်းသွားရင်ဘာတွေတွေ့တော့ဆိုလူမစင်ပုံတွေ့တယ်။အဲ့ဒီမစင်ပုံကကလားဆိုတော့ကလပဲတွေပဲနောက်တွေစားပြီးတော့ပါထားတဲ့မစင်ပုံဖြစ်တယ်။အဲ့ဒီမစင်ပုံတွေကပဲနောက်ပင်ကြီးကပေါက်တယ်ပေါက်တော့သူကတွေးတယ်ဟာပဲနောက်တွေကစားပြီးတော့လည်းပဲအပင်ပြန်ပေါက်တယ်လူဖိုက်တဲ့ရောက်ပြီးတော့လည်းအပင်ပေါက်တယ်အဲ့တော့ပဲနောက်တွေလည်းမစားတိုက်ဘူးမုတ်ကဆိုနော်အဲ့ပဲနောက်လည်းမစားကောင်းဘူးဆိုပြီးတော့သူကအဲ့လိုတန်တရားနဲ့သူ့တွေလည်းမစားဘူးသူလည်းမစားဘူးတန်တရားရှိလို့ရှောင်းတယ်အဲ့တော့မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့သူ့ရဲ့တန်တရားတွေနဲ့ဖြစ်တော့မြတ်စွာဘုရားဘာပြောတော့ဆိုယဟန်တွေကိုမေးထညက်သေးကိုမုံညက်တို့ပြာတို့ထဲတာဘာအတွက်ထဲမာဖို့ထဲတာပါအဲ့တော့မာဖို့ထဲတယ်ဆိုလို့ရှိရင်စားကောင်းတယ်ဆိုမြတ်စွာဘုရားခွင့်ပြုပေးတယ်ဥပဒေပြန်ပြညတ်ပေးရတယ်သူတန်တရားဖြစ်နေနောက်ပဲနောက်ပင်ကဖိုက်ထဲရောက်ပြီးတော့အစာချေလို့စွန့်တဲ့အခါမှာပြန်ပြီးတော့အပင်ပေါက်တယ်လို့သူကယုံတာအဲ့တော့မြတ်စွာဘုရားအဲ့ဒါကြတော့ကဲစားပြီးတဲ့ပဲနောက်စေးကပေါက်သည်ဖြစ်စေမပေါက်သည်ဖြစ်စေပဲနောက်စားကောင်းပါတယ်လို့ဆိုပြီးတော့ပြန်ရှင်းပြ
အဲ့ဒါသူတန်နေရနဲ့ပတ်သက်တဲ့ဝိထုဇာလံနှစ်ပုဒ်ပဲသူများလို့မဟုတ်ဘူးသူကြမ်းကြမ်းဖန်ဖန်တန်တရားဖြစ်တဲ့ပုဂ္ဂိုလ်လို့ဒါကြောင့်မို့အဲ့ဒီကစပြီးသူ့ကိုဥကင်္ခာယေဝရလို့ခေါ်ကြတယ်တန်တရားကြီးတဲ့ကိုရောဆိုပြီးတော့သူအဲ့လိုခေါ်ကြတယ်အဲ့ဒီလိုကနေပြီးတော့နောက်ပိုင်းကတော့သူတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်တော့ရဟန္တာတော့ဖြစ်မှာပေါ့နော်အဲ့ဒါကိုသူပြန်ပြောပြတာကင်္ခာမေဘဟုလာအာတိသူအတန်တရားတွေကြီးခဲ့တယ်ကပ္ပကပ္ပေတဟိန်တဟိန်ထိုကိစ္စတွေမှာဒါရဟန်းတော်တွေအတွက်အသတ္တလားမအသဘူးလားဆိုတာနဲ့ပတ်သက်ပြီးတန်တရားတွေဖြစ်တယ်တပ္ပန္တံဝိနေယဘုဒ္ဓောထေတ္တဝဓမ္မမုဒ္ဓမံမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကောင်းဆုံးဒေသနာတရားကိုဟောပြောပြီးသူ့ရဲ့တန်တရားတွေကိုဖယ်ရှားပေးခဲ့ပါတယ်မြတ်စွာဘုရားကိုကျေးဇူးတင်တယ်ပေါ့။လို့ဆိုသူတန်တရားတန်းလန်းနဲ့လောက်ကောင်းသလားမလောက်ကောင်းဘူးလားနဲ့အဲ့ဒါလိုဖြစ်ခဲ့တယ်တဲ့။သူပြန်ပြောပြတာနော်။အဲ့ဒီလိုတန်တရားကင်းအောင်ဘုရားကရှင်းပေးလိုက်တဲ့အခါမှာစိတ်ချမ်းသာမှုရသွားတယ်။ချို့ကြတော့ကုသီလာလေးကိုကိုဆင်ရင်ကုသီလာကိုစင်ကြယ်ခြင်းတဲ့အခါကျတော့ရဟန်းနေမှာဝိနည်းကုတ်ကုဆာဆိုတဲ့တန်တရားဖြစ်တတ်တယ်အဲ့ဒါတကယ်စင်ကြယ်အောင်လုပ်ချင်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါအနောက်ရှက်ကြီးတစ်ခုပဲနော်ငါသီလစင်မစင်ကြယ်လားတန်တရားတွေဖြစ်တယ်အဲ့ဒါလို့တန်တရားတွေများပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့တချို့လဲဘုန်းကြီးတွေကဘုန်းကြီးဘဝနဲ့နေအာဘကရှိတော့တန်တရားတွေများလာတဲ့အခါကျလူထွက်ကြတဲ့ကိုယ်တော်တွေလည်းရှိနော်တန်တရားကြောင့်လူထွက်တာသူတို့ကိုယ်တိနာကိုအားမရတဲ့အခါလူထွက်လိုက်ကြတယ်အဲ့ဒါလို့ဒီမြန်မာပြည်မှာအစဉ်လာတစ်ခုရှိတယ်ဆရာတော်ကြီးတွေအစဉ်လာတစ်ခုဖြစ်ဘာဖြစ်လဲဆိုလို့ရှိရင်ပြန်တော်မူကနေကြတော့ဖိုးသူတော်ဝတ်လိုက်ကြတာနော်ဘာဖြစ်လို့ဖိုးသူတော်ဝတ်တော့ဆိုရဟန်းဘဝမှာအဘဆိုတာတင့်တတ်တာမတိဘဲနဲ့တင့်နေတဲ့အဘမျိုးကလည်းရှိတတ်တယ်မြတ်စွာဘုရားဟောတယ်အဘတန်လန်းနဲ့သိလို့ရှိရင်ငရဲနဲ့တိရစ္ဆာန်တစ်ခုခုပဲလို့ဟောထားတော့ကြောက်တယ်ကြောက်တော့ဘုန်းကြီးဘုရားမှာနေလို့ရှိရင်ဒီသီလမစင်ကြယ်လို့ရှိရင်ငါတို့ဘုရားအဆင်မပြေဘူးအဲ့တော့10ပါးလေးနဲ့ပဲနေတော့မယ်9ပါးလေးနဲ့နေတော့မယ်ဆိုသေမဲ့ယောဂဖြစ်လာပြီဆိုကျွတ်တင်ပြီးလူထွက်ပလိုက်ကြတယ်မသေးလို့ရှိရင်ဖိုးသူတော်တန်လန်းဖြစ်နေကြနော်သေသွားရင်တော့ကိစ္စမရှိဘူးအဲ့ဒါမြန်မာရာဇဝင်မှာရှိတယ်မြန်မာရာဇဝင်မှာရှိတယ်လူလဲကြတယ်ဆိုတဲ့အစဉ်လာလေးတစ်ခုရှိတယ်နော်တေကနေမှာဆိုရင်အဘတန်လန်းနဲ့မသေးခြင်းလို့လူလဲပြီးတော့၅ပါးသီလလေးနဲ့သေချတယ်တန်တရားကြောင့်မို့လို့အဲ့လိုလုပ်တယ်နော်အဲ့ဒီမှာရှင်ကင်္ခာယေဝရဟာလည်းပဲနေမတိထိုင်မရှိလို့ပဲဟိုဟာလေးဆိုရင်အမအကလာလုံးပါလို့ကောင်းရင်လားဒါလေးရောသိက္ခာပုဒ်များထိနေမလားသူစိတ်ထဲမှာအဲ့လိုတန်တရားတွေကအလွန်ကြီးနေတော့မြတ်စွာဘုရားကအဲ့ဒီတန်တရားတွေကိုဖျောက်ပြီးတော့ဟောပြီးအဲ့လိုပုဂ္ဂိုလ်မျိုးတွေရှိတယ်ဘုရားလက်ထက်တုန်းကသိက္ခာပုဒ်150 229သွယ်တဲကခဏနဲ့တက်ပြီးပြောလို့ဆိုရင်140ကျော်လေးပဲရှိတယ်အလုံး150ထားသိက္ခာပုဒ်150နဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားပြီးဆင်ញင်သုံးသပ်တဲ့ကိုရောတော်ဘာဖះသွားလျှောက်တယ်ရှင်ဘုရားတဲ့သိက္ခာပုဒ်တွေကအများကြီးတယ်150ကျော်ရှိတယ်ဒီတော့မကျင့်နိုင်ဘူးတဲ့အဲ့ဒါတွေမကျင့်နိုင်တော့ဘူးတဲ့များလုံးအကြီးတယ်မလိုက်နိုင်ဘူးတဲ့အကုန်လုံးဆိုမြတ်စွာဘုရားအဲ့ဒါဆိုရင်အဲ့ဒီသိက္ခာပုဒ်တွေအများကြီးမလိုက်နိုင်ဘူးမင်းတစ်ခုတည်းပဲထိမ့်ဖို့ကွာတဲ့ဘာထိမ့်ရမှာတော့မင်းစိတ်ကလေးပဲထိမ့်လို့ပြောတယ်အဲ့တော့စိတ်ထိမ့်လိုက်ရင်လည်းအကုန်ပြီးပါတယ်လို့ဆိုလို့တန်တရားပေါ့နော်တန်တရားဘုန်းကြီးဆိုတာကသင်္ကန်းအသစ်လေးရလာတဲ့အခါမှာလည်းအဋ္ဌံတင်ထားရတယ်မတင်မဲတဲ့ဒီတိုင်းထားလို့10ရက်ကျော်သွားရင်အဘသက်များသင်္ကန်းအသစ်ကလေးကိုဝတ်လို့ရှိရင်လည်းဘိန္ဓုထိုးတယ်ဆိုအပြောက်ကလေးချရတယ်အဋ္ဌံတင်ရတယ်အဲ့ဒါမလုပ်ဘဲနဲ့ဒီတိုင်းဝတ်ရင်လည်းအဘကဖြစ်ပြန်ရောဒါကြောင့်မို့လို့ဒုံလဘဝတ်တဲ့လူတွေပြောတာမင်းတို့ဘာလို့အကုသိုလ်ဝင်းယူချင်တာတော့ဒီတိုင်းနေလည်းပဲ
နိဗ္ဗာန်ရောက်ပါတယ်လို့နိဗ္ဗာန်ရောက်ပါတယ်ဘုန်းကြီးအကောင်းထင်ပြီးဝတ်နေကြတယ်အဲ့တော့ဒုံလဘကိုဒါကိုအားမပေးဘူးလို့ဘာလို့လဲဆိုရင်တချို့ကဒုံလဘရဟန်းခံပြီးတော့ပတ်စံနေလဲကြိုင်နေကြညနေလဲအစာတောက်တွေကြိုင်နာတယ်တခါတလေဒီလာကြတဲ့ဒုံလဘတချို့တွေပေါ့နော်အဲ့တော့သိက္ခာပုဒ်တွေကတိမ်ကထွက်ကြတဲ့ပတ်စံလူခံလိုက်ပြီးသွားပြီတိမ်ကနေထွက်လာကြတဲ့ပတ်စံကလက်ထဲရောက်လာအဲ့ဒီကလေးကအာဘတွေကတင့်ကုန်ပြီဟောအဲ့ဒီလူပမာပြည်မှာတော့ဒုံလဘယဟန်ခန္ဓာဒီပဲနေနိဗ္ဗာန်မြန်မြန်ရောက်မလို့ထင်လို့လားမသိဘူးအဲ့တော့နိဗ္ဗာန်ကတော့ကျင့်မှရောက်မှာပဲဘုန်းကြီးတို့နဲ့ကျင့်နဲ့ရောက်တယ်လူတို့နဲ့ကျင့်နဲ့ရောက်မှာပဲမကျင့်ရင်ကတော့ဘုန်းကြီးတို့ကပိုဒုက္ခပေးလိမ့်မယ်အဲ့ဒီလိုတန်တရားတွေရှိလာလို့တန်တရားကင်းအောင်ဆိုပြီးတော့ဟောတာဟောတဲ့အခါကျတော့မှသူမြတ်စွာဘုရားကိုကျေးဇူးတင်တယ်တတောဟံတိဏ္ဏတန်တာရောတဒါဇာနဒုက္ခေရတောတန်တရားကင်းသွားတဲ့အခါစိတ်နှလုံးအေးချမ်းသွားပြီးတော့သမထကျင့်စဉ်တစ်ခုကျင့်လိုက်တဲ့အခါဇံကိုအခြေခံပြီးတော့သူဟာနော်ဇံကိုအခြေခံပြီးတော့ဝိပဿနာတရားအားထုတ်လိုက်တဲ့အခါယ ahanan ဖြစ်သွားတယ်ဝိဟရာမိတဒါဗုဒ္ဓောမန္ဒိတဝါဧတတရပြဝေသူဟာတန်တရားတွေကင်းစင်ပြီးစိတ်နှလုံးအေးချမ်းပြီးတမာရီရအောင်ကျင့်လိုက်တဲ့အခါမှာထိုတမာရီဇန်နဲ့ရလာပြီးတော့ထိုဇန်ကိုအခြေခံပြီးဝိပဿနာရှုလိုက်တဲ့အခါမှာကိလေသာအတော်တွေကုန်တဲ့ယ ahanan ဖြစ်သူရောက်သွားတယ်အဲ့ဒီလိုရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုမေးရှိတယ်တဲ့ဘာမေးရှိတော့ဆိုရင်ယာကာစိကင်္ခာဣဒဝါဟုရဝါတဝေထိယဝါပရဝေထိယဝါယေသာနိယောတာပစဟန္တိတပ္ပအာတာပိနောဗြဟ္မစရိယံစရန္တာဥဒ္ဒံပါဠိတော်မှာမြတ်စွာဘုရားရဲ့ဒီကင်္ခာယောရဇံဝင်စားပြီးတော့စိတ်နှလုံးအေးချမ်းစွာတန်တရားတွေလွတ်လွတ်ကင်းကင်းနေတဲ့အခါမှာမြတ်စွာဘုရားကသူ့ဟာသူဥရန်ကျူးတဲ့ဂါထာအနေနဲ့ဖော်ပြတယ်ဒီပါရမှာတော့သူ့ကိုမြတ်စွာဘုရားကဒီလိုဟောတဲ့ပုံစံမျိုးဖော်ပြထားတယ်နော်အဲ့တော့ဥဒ္ဒံပါဠိတော်မှာပြောထားတဲ့စကားလေးယာကာစိကင်္ခာဣဒဝါဟုရဝါတဝေထိယဝါပရဝေထိယဝါဆိုကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့အာယုံပဲဖြစ်စေသူတော်ဘာခန္ဓာနဲ့ပတ်သက်တဲ့အာယုံပဲဖြစ်စေဒီဘဝအတွက်ပဲဖြစ်စေနောက်ဘဝအတွက်ပဲဖြစ်စေတဲ့ယုံမတန်တရားတွေသူဟာဖြစ်ခဲ့တယ်ဝိနည်းနဲ့ပတ်သက်တဲ့ယုံမတန်တရားတွေမဟုတ်ဘူးသူတန်တရားတွေများစွာဝင်ခဲ့ဘူးတဲ့ယေဇာနီနောတာပစဟန္တိတပ္ပဇန်တရားကိုရပြီးဇန်ကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်ရှုမှတ်ပွားများလိုက်တဲ့အခါအဲ့ဒီတန်တရားတွေဟာလုံးဝကင်းစင်သွားပါတယ်သောတာပန်ဖြစ်တာနဲ့ပဲတန်တရားဆိုတာဝိသကိစ္စကင်းသွားပြီပေါ့အဲ့ဒီကနေပြီးအရိယပုဂ္ဂိုလ်တွေဖြစ်သွားတဲ့အခါအစဉ်စဉ်တက်သွားတဲ့အခါမှာကိလေသာတွေလည်းအကုန်လုံးကင်းသွားတယ်ရေစာယိနောဆိုတာတပ္ပထာကျင့်စဉ်ကိုကျင့်တာဝိပဿနာတရားအထုတ်တာဇာယိနောနော်တပ္ပထာကိုအာရမဏုပနိစ္စံလို့ခေါ်တယ်ဝိပဿနာကိုလက္ခဏုပနိစ္စံလို့ခေါ်တယ်အနေစာဒုက္ခအနတ္တရှုပြီးတော့အဲ့ဒီတန်တရားတွေအလုံးကိုကျော်လွှားနိုင်အောင်အာတာပိနောဗြဟ္မစရိယံစရန္တာချူချူဆာဆာမဂ္ဂင်၈ပါးကိုပွားများအထုတ်တဲ့နော်ရှုမှတ်ပွားများတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီယုံမတန်တရားအလုံးကိုဖယ်ရှားနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာသူနဲ့ဆက်ဆက်ပြီးတော့ဒီလိုဟောလိုက်တယ်နော်အဲ့ဒါလို့ဆက်ဆက်ပြီးဟောပြီးရှင်ကင်္ခာယေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားသူဟာမြတ်စွာဘုရားဝင်စားတဲ့ဇန်တွေကိုနောက်လိုက်ပြီးတော့သူဟာလည်းပဲအမြဲတမ်းဇန်ဝင်စားပြီးတော့နေလေးရှိတယ်။ယ ahanan ဖြစ်သွားတဲ့အခါမှာသူစိတ်နှလုံးအေးချမ်းစွာဇန်ဝင်စားပြီးဒိဋ္ဌဓမ္မဒုက္ခဝေဟရလို့ခေါ်တဲ့မျက်မှောက်ချမ်းသာမှုကိုခံစားအဲ့ဒီအခါမှာမြတ်စွာဘုရားကယ ahanan တော်ရဲ့ထူးချွန်တဲ့အတိမတ်ပြုထူးချွန်တဲ့ဂုဏ်ကြီးတွေကိုအတိမတ်ပြုဟောကြားတဲ့အခါမှာနော်သူ့ကို
ဇံဝင်စားတဲ့နေရာမှာထူးခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့ဣတရေဘွယ်သူနဲ့ချီးကျူးမြောက်စားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာတတောသာနာရတံဒိဋ္ဌဝါသူဟာအမြဲတမ်းဇံဝင်စားနေတဲ့အချိန်မရွေးသူကြည့်လိုက်ရင်ဇံဝင်စားနေတယ်သူကြည့်လိုက်တိုင်းဇံဝင်စားနေတယ်အဲ့ဒါလို့ဇံဝင်စားမှုတွေကိုလေ့ကျင့်ပြုထားတယ်သူ့ကိုတွေ့တဲ့အခါမှာဖုဒ္ဓောလောကန္တကုမုနိဇာယိနံဘိက္ခုနံအခောပညာပေတိမဟာမတိကြီးမားသောဉာဏ်ရှိတော်မူတဲ့လောကရဲ့အဆုံးကိုရောက်ရှိတော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဲ့သူ့ကိုဇံဝင်စားတဲ့ပုဂ္ဂိုလ်တွေထဲမှာထူးချွန်ဆုံးပုဂ္ဂိုလ်တစ်ပါးအဖြစ်ချီးကျူးမြောက်စားမှုပြုခဲ့ပါတယ်ဆိုတာလေသူ့ကိုပြန်ပြောပြတာနော်အဲ့ဒါလို့ပြန်ပြောပြီးတော့သူ့ရဲ့အမှတ်တရစကားလေးကဘာပြောလဲဆိုပညာဣမံပတ္တတထာဂတာနာသူ့အမှတ်တရစကားကမြတ်စွာဘုရားကိုသိကျေးဇူးတင်တာသူအနုဆိုသူ့ဘဝမလွယ်ဘူးလေဟိုဟာလဲတန်တရားဒီဟာလဲတန်တရားနဲ့မဆုံးနိုင်တဲ့တန်တရားနဲ့တအုံလဲဖြစ်နေတဲ့ပုဂ္ဂိုလ်အဲ့တော့ပညာဣမံပတ္တတထာဂတာနာအခိယထာပစ္စလိတောနိတိတေတန်ကောင်လာခွေနော်တန်ကောင်လာခွေမိုးမောင်တောလေဆိုလာခွေတန်ကောင်မိုးမောင်တောလေအမိုက်တိုက်၅မျိုးလာခွေနေကြလည်းဖြစ်တယ်တကောင်ချိန်လည်းဖြစ်တယ်မိုးမောင်ကြီးလည်းကြာနေတယ်ဆိုရဲနော်မိုးမောင်ကြီးလည်းကြာနေတယ်တကောင်ချိန်လည်းဖြစ်တယ်နော်တောအုပ်ကြီးရဲ့အလယ်မှာလည်းဖြစ်တယ်အမောင်၄မျိုးဆုံးနေတဲ့အမောင်ဟာအချီဆုံးအမောင်ကြီးပဲပေါ့နော်အဲ့ဒီလိုအမောင်ကျနေတဲ့အချိန်ခါကာလမှာတဲ့အင်တန်လင်းနဲ့ဝင်းလက်နေတဲ့ဒီအလင်းမီးရောင်ကြီးကိုထွန်းလိုက်သလိုမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းတတ္တိဉာဏ်အလင်းဟာအင်တန်မှထူးခြားလို့မြတ်စွာဘုရားဉာဏ်ကိုကြည်ချစမ်းပါဘုရားရဲ့ဉာဏ်စွမ်းကိုကြည်ချစမ်းပါလို့သူကပြောမြတ်စွာဘုရားတို့ရဲ့ဉာဏ်စွမ်းဟာအင်တန်မှကြီးမားတယ်ပေါ့အမောင်ထဲမှာထွန်းလိုက်တဲ့မီးဟာလင်းငနဲ့နေသလိုပဲမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းကိုကြည်ချစမ်းပါလို့ဆိုပြီးအာလောကဓာစက္ခုတထာဘဝန္တိဘုရားရှင်ကိုရောမြတ်တွေဟာလောကကြီးကိုအလင်းပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လောကကြီးကိုမျက်လုံးတတ်ဆင်ပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အလင်းနဲ့မျက်လုံးဆိုတာသူတို့ပဲလေနော်အလင်းရောင်ပေးမှမျက်စိအမြင်ပေးမှအသိဉာဏ်ကိုပေးတာကိုတင်စားပြီးတော့ပြောတာနော်လောကကြီးကိုအလင်းရောင်ပေးတယ်လောကကြီးကိုမျက်လုံးတတ်ဆင်ပေးတယ်အမှန်တရားကိုသိအောင်ဓမ္မစက္ခုဆိုတဲ့မျက်လုံးကိုပေးအပ်တယ်ဘုရားသခင်ကိုရောမြတ်တွေဟာလောကကြီးမှာပွင့်ပေါ်လာပြီးယေအာဂတနံဝိနယန္တိကင်ခံသူထံမောက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဘယ်သူပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြမပဲဖြစ်ဖြစ်သူစီရောက်လာပြီဆိုလို့ရှိရင်တန်တရားနဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့တန်တရားကိုဖယ်ရှားပြစ်နိုင်တဲ့ပညာစွမ်းရှိပါတယ်လို့မြတ်စွာဘုရားရဲ့ပညာကိုချီးမွမ်းတယ်ဘုရားပညာရဲ့ဘုရားရဲ့ပညာအစွမ်းကြောင့်သူ့ရင်ထဲကမနှုတ်သိမ့်နိုင်တဲ့တန်တရားကြီးတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနားလိုက်ရတဲ့အခါမှာရှင်ထဲမှာရှင်းသွားတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ပညာဟာအမြဲတမ်းထူးချွန်ပါတယ်အမောင်ထဲမှာထွန်းလိုက်တဲ့မီးရဲ့အလင်းရောင်လိုပဲသူရှင်ထဲမှာလင်းငနဲ့သွားတယ်သူခေါင်းထဲမှာလင်းငနဲ့သွားတယ်ပေါ့မြတ်စွာဘုရားဟာလင်းရောင်တွင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်မျက်စိအမြင်ကိုပေးတဲ့ပုဂ္ဂိုလ်သူမြတ်တွေဖြစ်တယ်သူစီရောက်လာလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တန်တရားကင်းမှုအဲ့ဒီရောက်လာတဲ့ပုဂ္ဂိုလ်ရဲ့တန်တရားကိုပယ်ဖြောက်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိကြပါပေတယ်လို့မြတ်စွာဘုရားကိုချီးကျူးဂုဏ်ပြုတဲ့ဒီဂါထာဟာသူ့ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့အေးအဲ့ဒီအမှတ်တရစကားကိုပြောတာကိုပဲဒီမထေရမြတ်ရဲ့အမှတ်တရစကားအဖြစ်ထေရဂါထာပါဠိတော်မှာမှတ်တမ်းတင်ထားတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တရားကိုကင်ပြအောင်ခေါ်စွမ်းနိုင်တဲ့မြတ်စွာဘုရားရဲ့ပညာစွမ်းကို
ချီးမွမ်းထောမနာရတယ်လို့မိမိတို့တဏ္ဍာမရှိတဲ့တန်တရားဖြစ်เสียရည်နဲ့ပတ်သက်လာလို့ရှင်လေမြတ်စွာဘုရားရဲ့အဆုံးအမတရားကတန်တရားကိုကင်းပြောက်စေပြီးတော့ရင်ထဲနှလုံးထဲမှာအေးချမ်းသွားအောင်ဆွဲဆောင်နိုင်လို့မြတ်စွာဘုရားဟာတကယ်အလင်းရောင်ကိုပေးနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်တယ်ဆိုတာလူတိုင်းမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း